ဒါလေး PZ ရွာရယ်နော်ဒီလိုကျိုးရင်လက်ခံလို့မရအောင်နော်ဒါကျမဟိုကအတစ်ကုံသွားပြီလေအဲကြောင့်ဟောင်းနေချပြီးတော့ပြန်လုပ်ပြပေးရနော်ဒီလိုကျိုးရင်ဒီ size ကလေးကိုမနေ့ကတိုင်းလိုက်တာ3လက်မခွဲနော်မနော်3လက်မခွဲကွက်တိပဲနော်အဲ့လိုပဲဒီဘက်ကလည်းထပ်တိုင်းပဲဒီဘက်ကလည်းထပ်တိုင်းတဲ့အခါကျရင်သူက6လက်မနဲ့2စိတ်နော်6လက်မနဲ့2စိတ်ရှိရနော်အဲ့တော့3လက်မခွဲ6လက်မနဲ့2စိတ်နော်ဒီ size လေးပေါ်မှာဒီလိုမျိုးလေးစကြည့်ပြီးတော့ print ထုတ်တဲ့နည်းကိုအသေးစိတ်လေးပြောပြပေးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်အခုတင်ပေးမယ်နော်ဒီ size တွေကိုကျမတို့ကဘယ်လိုမျိုးစပြီးတော့ယူရလဲဆိုများသောအားဖြင့်တော့ site တွေကတော့မတူဘူးပေါ့နော်ဒီလိုဒါမျိုးလေးလာရင်တော့အခုလက်ရှိမနေ့ကထုတ်ပြတဲ့ site ကတော့ဒီအသေး site လေးနော်အသေးလေးမှာသူကဒီမြင်းလေးတွေပါတယ်ပေါ့နော်တချို့ site ဒီမှာတော့အဲ့လိုမြင်းမပါဘူးမြင်းမပါတဲ့ site ဆိုတော့လည်းပို့ပြီးတော့နည်းနည်းတော့အလို့ရှုပ်သက်တာရပေါ့နော်ဒီလိုမြင်းပါတဲ့ဟာလေးရကျတော့ဒီမြင်းနဲ့ကွက်တိကြအောင်လိုက်ပြီးတော့ချိန်ရတာရှိတယ်ပေါ့နော်ကျမတို့ရေးမဲ့ site ကဘယ် site ရှိလဲဆိုတာသိရပါမယ်နော်ဘယ် site ရှိလဲဆိုတာသိရပါမယ်အဲ့ဒီအတွက်ကျမတို့ကတဲ့အတွက်ပေါ့ကျမတို့တက်တဲ့ပုံစံမျိုးနဲ့ပေါ့နော်ချပြပေးမှဖြစ်ပါရဲ့နော်အခုကျမတို့ paper ရွေးမှာလက်မနဲ့ယူမှာဖြစ်တဲ့အတွက်ခုနအစောပိုင်းပြောထားတဲ့3.5နော် 3.5 ရဲ့နောက်တစ်ခုက 6.2 ရဲ့နော် resolution မှာ300ဖြည့်ရမယ်နော်300ဖြည့်ရမယ်ပြီးရင် okay လေးပေးလိုက်ဒါ size ခုန size ပေါ့နော်အဲ့ဒါကိုမှကျမတို့ကဒါ size အကြီးဆိုရင်လည်းအကြီးအလျောက်ပဲနော်အကြီးဆိုရင်လည်းအကြီး size ဒါဆိုရင်4လက်မနဲ့30 4လက်မနဲ့30ဒါဆိုရင်ကျတော့6လက်မ9လက်မပဲပြောတော့နော်9လက်မတေးလေးရောရနော်အဲ့လို size ဆိုရင်ခုနက paper ယူတဲ့နေရာမှာအဲ့ဒီ size တိုင်းကိုယူနော်ယူပြီးတော့ကျမတို့စာရေးမှာစာရေးတော့မယ်ဆိုရင်ကျမတို့ကဒီ control tab ပေါ့နော် size ရဲ့ပုံစံနော်ဒီပုံစံဖြစ်တဲ့အတွက်ကျမကအဲ့ပုံစံလေးစောင်းလိုက်တယ်စောင်းပြီးသွားတဲ့အခါမှာကျတော့ဒီစာကိုပေါ့နော်တက်အောင်လို့ကျမတို့ရေးမယ်ဆိုရင်ကျမတို့ကဟိုဘက်ဒီဘက်ကိုတလက်မလောက်ခွာမယ်ဘာလို့တလက်မခွာခိုင်းတာလဲဆိုတော့အရင်ကောင်ရင်ဟက်တိုက်တာဖြစ်တဲ့အတွက်စာရေးတွေပျက်စီးတာတို့စက်နာတာတို့ဖြစ်မှာဆိုလို့ကျမတို့တစ်ဖက်ကိုဒီကနေဒီကိုခွာဝစ်တီယူနေပေါ့နော်စာနေပေါ့စာများရင်တော့လူလို့ရတဲ့လောက်လူပေးပေါ့နော်အထက်ဒီဘက်ထက်ဆိုလဲအဲ့လိုပဲနော်နည်းနည်းလေးခွာမယ်ကျမတို့ဘယ်လောက်ခွာမလဲဆိုဒီမှာ2စိတ်3စိတ်ခွာမယ်နော်ခွာပြီးတော့စာရေးမယ်အဲ့ဒါကိုဘယ်လိုခွာမှာလဲဆိုရင်ကျမတို့ဒီဘေးမှာပေးရန်ရှိတယ်ဒီတက်ပါးလေးပေါ်မှာလေနော်ဒီမှာနော်ဒီတက်ပါးလေးပေါ်မှာပေးရန်ရှိတယ်အဲ့ဒီပေးရန်ကိုကျမတို့ကဆွဲယူမယ်ဒီမှာ2စိတ်3စိတ်နေရာမှာထားမယ်အဲ့လိုပဲဒီဘက်ဘေးမြင်းမှာလည်းဒီမှာပေးရန်ရှိတယ်ပေးရန်ဒီမှာတက်လက်မှာဟိုအပေါ်တက်ပါးမှာတွေ့လာ1နေရာမှာတွေ့လာအဲ့မှာသွားထားလိုက်မယ်နောက်တစ်ချောင်းယူမယ်နောက်တစ်ချောင်းယူပြီးတော့ဒါဆိုရင်6လက်မ2စိတ်ကိုဒီမှာလို့ဒီဘက်မှာဟိုလုံးမှာဆိုရင်5လက်မနဲ့2စိတ်နေရာမှာထားမယ်နော်ဒါစာရေးမဲ့ area ဘေးနဲ့အထက်နဲ့ရသွားပြီနော်ဘေးနဲ့အထက်နဲ့ရသွားပြီးတဲ့အခါမှာကျမတို့ကဒီအကျယ်လေးကိုကြည့်မယ်ဒီစာရေးရမယ်ဒီအကျယ်လေးပေါ့နော်ဒီအကျယ်လေးကိုကြည့်မယ်ကြည့်တဲ့အခါကျရင်ကျမတို့ကဒီမှာတက်လက်မတော့အကျယ်ကျန်တယ်ပေါ့နော် area ကျန်တယ်အခါမှာကျမတို့ကဒီမှာဒါတက်လက်မဖြစ်ပါနော်ဒီဘက်ဘေးမှာကြည့်လိုက်နော်ဒီမှာတက်လက်မအကျယ်ပါနော်တက်ပါပေါ်မှာဘေးဒီမှာဟိုရှိတယ်ဘေးရန်လေးရှိရနော်အဲ့ဒီခါကျရင်နောက်ထပ်တစ်ခုကျမတို့ဒီမြင်းနော်ဒီမြင်းလေးတွေကိုကျမတို့ကတိုင်းကြည့်မယ်ဒီမြင်းလေးတွေကတစ်ခုနဲ့တစ်ခုကဘယ်လောက်กว่าလဲဆိုရင်3စိတ်နော်3စိတ်လောက်မှာกว่าရနော်အဲ့တော့3စိတ်လောက်မှာกว่าဆိုရင်ကျမတို့စာရေးမယ်ဥပမာပေါ့နော်အဲ့လိုမျိုးပေါ့ဒါအောင်မှကျမတို့ကဒါစာနည်းနည်းလေးရေးပေးထားနော်စာအတိတက်လည်းများလာနိုင်တယ်အဲ့ဒါကိုကျမတို့ကဒီဘက်ဘေးအကျယ်တွေကိုညှိမယ်နော်ဘေးအကျယ်တွေကိုညှိမှာဖြစ်ပါတယ်ဟုတ်ပြီညှိပြီးသွားပြီဆိုရင်ကျမတို့ကခုနကစာရေးမြင်းချောင်းဒီအောက်မှာစာရေးမြင်းချောင်းရှိရမယ်နော်စာရေးမြင်းချောင်းတစ်ချောင်းနဲ့တစ်ချောင်းက3စိတ်กว่าပါတယ်3စိတ်ဟုတ်ပြီဥပမာကျမတို့ကဥပမာရေးမယ်အမည်အဲ့ဒါပြီးသွားပြီဆိုရင်ဒီအမည်နေရက်တွေကိုနေရာချတော့မှာဖြစ်ပါတယ်နော်ချတဲ့အခါကျရင်ကျမတို့ကဘယ်လိုလုပ်မလဲဆိုဒီစာရေးကိုပြန်ပြီးတော့ဒါတစ်ခါပဲလုပ်ရမှာနော်ဟိုနောက်ဆိုရင်ဟိုဒါတိတ်ထားလိုက်ပါနော်တိတ်ထားပြီးသွားရင်နောက်ဆိုရင်ဒါကျမတို့ကနောက်ထပ်ပြီးတော့လုပ်ဆရာမလို့ဒါ2လက်မခွဲနေရအောင်သွားမယ်နော်2လက်မခွဲနေရအောင်သွားမယ်ဆိုကျမတို့ဒီမှာနောက်ထပ်မြင်းတစ်ချောင်းထည့်ယူမယ်ဒါဟိုစာအိတ်အတွက်နော်2လက်မခွဲနေရအောင်သွားမယ်ဒီမှာ2လက်မခွဲနေရအောင်ရောက်ပြီနော်အဲ့ဒီခါကျရင်ဒီအမီကိုယူမယ်ပထမတစ်ခါတော့ဒီလိုပဲနည်းနည်းအချိန်ပေးရပါတစ်ခါလုပ်ပြီးတော့သူက PSG တိန်းထားလိုက်တဲ့ခါကျရင်တော့ AC ဖြစ်သွားတယ်နော်အဲ့လေးဖြစ်အောင်စောင်းပါမယ်နော်ဒီပုံစံလေးဖြစ်သွားပြီဆိုရင်ထုတ်လို့ရပြီနော်ပြီးသွားရင်ကျတော့ဟုတ်ပြီဒီပုံစံဆိုတော့ဒီပုံစံသွားထုတ်လိုက်မယ်ဆိုရင်ကျမတို့ကဒီဘက်ကပေါ့နော်နည်းနည်းကျဲနေတတ်တယ်နော်ဒီဘက်ကနည်းနည်းလေးဒီဘက်ကဒီပုံစံတိုင်းဆိုရင်ဒီဘက်ကနည်းနည်းနီးရဆက်ရထွက်လာတဲ့ပုံစံရစဉ်းစားရပါနော်အဲ့တော့ကျမတို့သူ့ဒီဘက်နည်းနည်းထပ်ပို့ရမှာနော်အဲ့ဒါအလွယ်ဆုံးကြီးပြပေးရနော်ကိုတို့ခြေလေးပွားပြီးတော့ကျမတို့ကဒီဘက်နည်းနည်းတိုးလိုက်အောင်နည်းနည်းရှာလိုက်ကွက်တိကြအောင်လို့ပြောရနော်ဒီဝိုင်းစစ်ကွန်တို ES နေမယ်နေပြီးသွားတဲ့ခါကျရင် okay ဘာဒါတရွက်လောက်ဟုတ်ကဲ့
string ကိုနဲ့ဖိုင်ရတယ် အဲ့ဒါကိုပြင်ရမယ်နော်ပြင်လောက်တော့မယ်ဆိုရင် open ဒီမှာတော့ဒါခုနစိတ်ပေးထားလိုက်တဲ့ okay လေးဆိုတဲ့ဟာလေးနော်အဲ့ဒါလေးကိုဒီမှာတို့ကပြင်နှိပ်မယ်ပြင်နှိပ်တဲ့အခါမှာသူကဒီမှာ paper size တွေအများကြီးရှိရနော်ဒီကျွန်တော်တို့ကပင်တာရွေးမယ်ဒီမှာပင်တာ1800နော်ပြီးတော့ဒီ option တွေကိုဝင်မယ်ဝင်ပြီးသွားတဲ့အခါကျရင်ဒီမှာသူ့ကို size ရွေးမယ် size ရွေးတဲ့နေရာမှာဒီမှာနော် paper နေရာမှာဒီမှာလို့နှိပ်ပြီးသွားရင်ဒီအောက်ဆုံးမှာနော် define လားအဲ့ဒီမှာဒီမှာ paper size ရှိရနော် paper size ကိုဒီမှာဒီဥစ္စာလေးကအပေါ်ကဟာလေးကကျတော့ဒီအနံအတူလေးကိုပြောတာနော်ဒီအနံအတူလေးကအပေါ်ကဟာနော်အဲ့ဒီနော်အဲ့ဒါလေးကိုနှိပ်မယ်နှိပ်တဲ့ခါကျရင်ဒီမှာဒါ size ရွေးမယ်ဒါခုနကကျွန်မရေးပြီးသား size လေးနော်ဘေးဒီအနံအတူလေးက 3.5 ရှိတယ်ဒီဘက်အခြေကကျတော့ 6.2 ရှိရနော်အဲ့ဒါပြီးကျွန်မတို့ okay လေးပေးလိုက်မယ် okay ပေးပြီးသွားတဲ့ခါကျရင်ဒီနေရာမှာ paper နေရာမှာ plain ပြီးတော့ဒီအောက်က height နော်ဒီအောက်မှာကျတော့ကျွန်မတို့က color နဲ့ပဲသုံးလိုက်တယ်နော်ပြီးတဲ့ခါမှာကျွန်မတို့ okay နှိပ်မယ်ဒီမှာနော်အဆက်ကလေးဖြုတ်ပေးမယ်နော်ဒီဆက်ကလေးကိုဖြုတ်ပြီးတော့ပြင်မယ်အဲ့ဟိုကလေးကတော့ဟတ်တိုက်မှာနော်လေကြောလေးရောင်းဟတ်တိုက်တယ်နော်အဲ့ဒါခောက်ရိုးကြောင်းဖြစ်တာနော် ဆိုင်ရတဲ့နေနေ စိုက်ရပြည့်နေရမှာမယူနဲ့အပြန်နဲ့အစ်ကိုပဲယူပါနော်ဒီလိုဟတ်တိုက်တဲ့ပြဿနာလေးမဖြစ်အောင်နော်ဒီမှာနော်တည်တက်တက်နဲ့လက်လက်ပပရတယ်ဒါကျမတို့ကဆရာကြီးတော့မဟုတ်ဘူးနော်တက်တဲ့ဟာကိုပညာမျှဝေပေးတာနော်သိရင်မပါသွားဘူးလေနော်ကိုလည်းယူမယ်အေးပါယူအားကြောင့်မလို့နော်ပညာပြန်မျှဝေပေးရဖြစ်တာပါကျေးဇူးတင်ပါတယ်